ခွတ်တော်နဲ့ဘာပြင်လေးထွက်လို့ရအောင်ဆက်တော့တော့ ဒီကိစ္စအသိမောက်ပါဘလူရိုးအကူလည်းအားလုံးစီစဉ်ထားလိုက်မယ် ဟဲ့ပလေ ဒီ ငါ့ကိုလေဟုတ်တော့ခလုတ်ဆက်တွေခင်းပြီးဘာတွေလာပြောမှလဲပြော မငါများအားနေရားနေရချင်းလို့လားအဲ့ဒါမပြောဘူးပါ ဟဲ့ခဏနေမပြောပါဘူးညံ့ ဒီပါနင့်ကြီးဘိုးကြောင့်ပြောမလို့ ဟဲ့ဘာကြီးပေါင်းလဲနင်တော့ပြန်ပြီ ကိုစောဝေးနင့်ကိုစောဝေးကြောင့်ပြောမလို့နင့်ကိုခိုးဖို့ကိစ္စကိုစောဝေးနဲ့ငါနဲ့တိုင်ပင်ပြီးပြီ ကိုစောဝင်းနဲ့နေနေငါ့ကိုခုံးမယ် ဟာငါနင့်ကိုဘာလို့ခိုးရမှာလဲကိုစောဝေးကနင့်ကိုခိုးဖို့ငါနဲ့လာတိုင်ပင်ထားတာအဲ့ဒါအားလုံးအဆင်ပြေသွားပြီ မသိဘူးလေနင်က အေးအဲ့ဒါနင့်အစင်းလေးလောက်တာ ငါဘာဆင်းနေလို့ရမှာ ဝေးလိုက်တာဟာမိမလာခိုးပါလေဆိုမှဟိုကလာခိုးတဲ့အချိန်မှာနင်အစင်းလေးဖြစ်နေဖို့လိုတာဗောငါအချက်ပြလိုက်မယ်အဲ့ကျန်နင်အစင်းလေးဖြစ်နေပြီလေကြားလား ကျေးဇူးပဲ ဒါပဲလေဆရာလေးစီလေဟာမလို့ဒီကြရနေပြောတော့အနန္တောနန္ဒငါးပါးကိုသွားကန့်မလို့ဆိုဖုံးကြောင်မသွားဘူးလား အော်နေရလဲဟုတ်တယ်လေဟဲ့အနန္တော့ငါးပါးထဲမှာကျောင်းဆရာလေးလည်းပါတယ်အားလုံးသွားပြီးမယ်လို့ဒီကဆက်ဆက်ပါ